ဒီတစ်ခါမှာတော့ကျမစာဖို့ဝေးချညစာပြင်ဆင်ခဲ့ပုံလေးကိုမျှဝေပေးပါမယ်ရှင်။သမင်းမဖြတ်နိုင်တဲ့ကျမရဲ့ဝေးချညစာကတော့ဝက်ယိုပိန်ဦးမုံညင်ဟင်းရည်နဲ့သမင်းပကံတစ်လုံးပဲဖြစ်ပါတယ်ရှင်။ဝက်ယိုမုံညင်ဟင်းရည်လုပ်ဖို့အတွက်ဆိုရင်ကျမတို့အရင်ဆုံးမုံညင်ရွက်တွေကိုချွေပြီးစားနဲ့ရေအရင်စိမ်ထားပါမယ်နော်။ပြီးရင်ပိန်ဥတွေကိုအခွန်ခွာရေပြောင်အောင်ဆေးပြီးအနေတော်အတုံးလေးတွေတုံထားပါမယ်။မုံညင်းနဲ့ပိန်ဥတွေပြင်ဆင်လုပ်ပြီးပြီဆိုရင်တော့ကျမတို့အရင်ဆုံးဝက်ရိုးကိုရေပွက်ပွက်စုမှာစားထည့်ပြီးတရေပြုတ်ပါမယ်၄-၅ မိနစ်ခန့်ပြုတ်ပြီးပြီဆိုရင်ပြုတ်ရည်တွေကိုတွန်းပါမယ်နော်ဝက်ရိုးမှာကတ်နေတဲ့သွေးတွေနဲ့အညစ်အကြေးတွေပြောင်းသွားအောင်လုပ်ပါရှင်ပြီးပြီဆိုရင်တော့ဝက်ရိုးစတင်လို့ရပါပြီဝက်ရိုးကိုနက်နက်ပွင့်ရယ်ပိန်ဥရယ်ကိုထည့်ပြီးပြုတ်တာရတဲ့အထိတည်ပါမယ်မုံညင်းကိုတော့မအိသွားအောင်စားကနီမှထည့်ပါမယ်မီအေးနဲ့မိနစ်30ခန့်တည်ထားပြီးပြီဆိုရင်မုံညင်းထည့်ပါမယ်ပြီးရင်စားထည့်ပါမယ်ဝေးချညစာဖြစ်လို့အချုံမုံတော့မထည့်တော့ပါဘူးရှင်အခုဆိုရင်တော့ကောလာဂျင်ဓာတ်အပြည့်နဲ့ဝက်ယိုမုံညင်ဟင်းရည်လေးရပါပြီကြည့်ရှုပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။